Hello တောင်ကဒီနေ့နေပြထားတဲ့ makeup လိုမျိုး filter သုံးထားသလိုမှုန်ညက်ပြီးတော့ချောမွေ့နေစေတဲ့ product မျိုးကိုပြပြပေးသွားမှာဖြစ်ပါတယ်။တောင်တို့ make လေးတွေက makeup ပြင်တဲ့အခါမှာ Instagram တို့ TikTok တို့မှာပါတဲ့ beauty effect filter တွေလိုမျိုးလုံးဝ smooth ဖြစ်နေရလေးကိုလိုချင်ကြရပေါ့နော်။ဒါမဲ့ကိုတကယ်လိမ့်တဲ့အခါမှာအဲ့လိုမဖြစ်ဘဲနဲ့ makeup တွေကကွက်နေမယ်ကြာရှည်လည်းမခံဘူးဆိုရင်တော့ဒီနေ့ပြပြမယ် product လေးကတော်တော်လေးကိုအထောက်အကူဖြစ်ပါလိမ့်မယ်။ဒါလေးကတော့တို့အမြဲသုံးဖြစ်နေတဲ့ Burmese Green ရဲ့ Radiant Matte Serum Foundation လေးဖြစ်ပါတယ်။ဒီ Burmese Green ရဲ့ Radiant Matte Serum Foundation လေးကတော်တော်ကို full coverage ဖြစ်တယ်ပေါ့နော်။ပြီးတော့သူ့တစ်မျိုးတဲ့သုံးရင်ကိုတော်တော်လေး perfect ဖြစ်ပြီးတော့ smooth skin လေးကိုတော်တော်လေးရပါတယ်။တုံကြိုက်ဆုံးကတော့ smooth ဖြစ်ပြီးတော့ coverage ဖြစ်တယ် long lasting ဖြစ်တာကိုအရင်သဘောကျပါတယ်။သူက shade သုံးခုလာပါတယ်။အသားဖြူသူအသားလက်သူနဲ့အသားညိုသူဆိုပြီးတော့ shade သုံးခုလာပါတယ်။တုံကတော့အလဲကအသားလက်သူဆိုတဲ့ဟာလေးကိုသုံးပါတယ်။တုံကအရန်သဘောကျတယ်။သူက Korea Foundation တွေမှာဖြစ်လိဖြစ်ထားရှိရဲ့အသားရည်ကိုဖြူဖြူဆုပ်ဆုပ်ကြီးဖြစ်သွားတာမျိုးလုံးဝမရှိပါဘူး။တုံရဲ့အသားရည်နဲ့တော့ဒီအသားလက်သူလေးသုံးရတာအရန်ကိုအဆင်ပြေရဲ့။တုံထက်ဖြူတဲ့လူတွေကတော့အသားဖြူသူဆိုတာလေးကိုသုံးပြီးတော့တုံထက်အသားညိုတဲ့သူတွေကတော့အသားညိုသူဆိုတာလေးကိုသုံးလို့ရပါတယ်။တော့သူ့ရဲ့ coverage ကလည်းတော်တော်လေးကောင်းတဲ့အတွက်တစ်မျက်နှာလုံးအတွက် one pump ဆိုရင်လုံလောက်ပါပြီ။မျက်နှာပေါ်တင်တဲ့အခါမှာလည်းကြိုက်တယ်လို့သုံးလို့ရပါတယ်။ brush နဲ့တင်လည်းရတယ်။တုံကတော့လက်ကလေးနဲ့ပဲဖုတ်ဖွာလေးလိုက်ပြီးတော့တင်ပေးလိုက်ပါတယ်။ပြီးတော့သူ့ရဲ့ shade ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းတုံတို့ Korea Foundation တော်တော်များများမှာမတွေ့ရတဲ့ color မျိုးလေးဖြစ်ပြီးတော့တုံရဲ့အသားနဲ့တစ်ထက်ထဲကျလို့တော်တော်လေးသဘောကျပါတယ်။ပြီးတော့သူကအစီတော်တော်လေးထိမ့်ပေးပါတယ်24နာရီကြာအစီထိမ့်ပေးရလို့ပြောထားပါတယ်အစီထိမ့်ပေးရဆိုပေမဲ့မျက်နှာပေါ်မှာချောက်ချောက်ကြီးဖြစ်မနေဘဲနဲ့မိတ်ကပ်သားကအီအီလေးနဲ့ blend လို့တော်တော်လေးအဆင်ပြေပါတယ်တစ်ထက်ထဲလင်းတာနဲ့မျက်နှာက full coverage ရတာကိုတွေ့ရမှာပါမိတ်ကပ်လိမ့်မထားတဲ့မျက်နှာနဲ့ရှင်းလိုက်ရင်လည်းမျက်နှာကတိတိတတ်တာကိုမျက်ကွင်းညိုတာတွေအသားရည်မညီတာတွေကိုတော်တော်လေးဖုံးသွားတာကိုတွေ့ရမှာပါတော်တော်လေးသဘောကျတာကအစီချင်းနဲ့ coverage ပေးရဆိုပေမဲ့မျက်နှာပေါ်မှာလုံးဝလိမ့်ပေနေရမရှိဘဲနဲ့တော်တော်လေး lightweight ဖြစ်တာပါတုံထပ်ပြီးတော့သဘောကျတာကသူကအစီချင်းနဲ့ coverage ပေးရဆိုပေမဲ့သူကဖုံချောက်နေတဲ့ matte finish မဟုတ်ဘဲနဲ့ semi matte finish ဖြစ်တာပါမိတ်ကပ်လိမ့်ထားလို့ရှိရင် full coverage နဲ့အစီထိန်းပေးတဲ့အပြင်ကိုမှပပကြည်ကြည်ပြောင်လေးနဲ့တော်တော်လေးကို skin care effect လေးရနေရပါပြီးရင်တော့တုံပုံမှန်လေးနေတဲ့အတိုင်းပေါင်နာကိုပပလေးပဲပုတ်လိုက်ပါတယ်ပြီးရင်တုံမျက်ခုံးမွေးလေးဆွဲပါတယ်။မွေးဆွဲပြီးပြီဆိုရင်တော့မျက်ခုံးမွေးလေးကိုပြန်ပြီးတော့အပေါ်လေးတွေကိုတစ်ချောင်းချင်းစီပြင်ပေးဖို့အတွက်မမေ့နဲ့နော်။ပြီးရင်တော့တုံက eyeshadow လေးကိုပထမဦးဆုံးကာလာနုနုလေးပန်းနုနုလေးစပြီးတော့တင်ပြီးတော့ blend လိုက်ပါတယ်။ပြီးတော့တုံကဒီနေ့အပြင်သွားလို့ရှိရင်အင်ကြီးအဝါလေးဝတ်မှာဆိုတော့လိမ္မော်အနုလေးထပ်ပြီးတော့တင်ပြီးထပ် blend လိုက်ပါတယ်။မျက်လုံးလေးကိုလည်းတုံကဝန်းဝင်လေးဖြစ်နေရကြိုက်တဲ့သူဆိုတော့ထောက်နာလေးကိုကာလာအညိုလေးထည့်ပါမယ်။အောက်နာကိုလည်းမဖြစ်မနေ eyeshadow လေးပြန်ထည့်ဖို့အတွက်မမေ့နဲ့နော်။ပြီးရင်တော့တုံ eyeliner လေးဆွဲပါမယ်။ကောလုံးပြီးပြီဆိုပေမဲ့မျက်လုံးကမျက်တောင်မကော့ဘူးဆိုရင်သူ့ရဲ့အလှ perfect လုံးဝမဖြစ်ဘူးနော်။ဒီတော့လည်းမျက်တောင်ကို detail တေချာကော့ဖို့မမေ့ရဘူးနော်။ကဲအခုမျက်တောင်လေးကော့ပြီးဆိုတော့မျက်လုံးလေးကလုံးဝ perfect ဖြစ်သွားပြီ။ပြီးပြီဆိုတော့တုံကပါးနီကိုလည်းမျက်လုံးနဲ့လိုက်တဲ့ကာလာလေးပဲခြေလိုက်ပါတယ်နှာခမ်းဒီဆိုရင်လည်းတုံကနှာခမ်းပူပူလေးဖြစ်နေတာကိုခြိုက်တယ်ပြီးတော့အခုနောက်ပိုင်း lip liner လေးတွေဆိုရတာကိုတော်တော်လေးသဘောကျနေလို့ lip liner လေးအရင်လေးဆိုလိုက်ပါတယ် lip liner ဆိုပြီးဆိုတော့မှအထဲကိုကာလာအရင်လေးနည်းနည်းလေးထည့်လိုက်ပါတယ်ကာလာကိုလည်းအရင်ရင့်နေရမလို့ခြင်းလို့လက်လေးနဲ့နည်းနည်းလေး blend လုပ်လိုက်ပါတယ်။ကဲ full makeup ပြင်ပြီးပြီဆိုတော့တုံးရဲ့မျက်နှာလေးကလုံးဝကိုမှုန်ညက်နေတာတွေ့ရမှာပါနော်။နှာခေါင်းသားလေးမှာဆိုရင်လည်းတုံးရဲ့ချွေးပေါက်တွေကတော်တော်လေးကိုကျဉ်သွားပါတယ်။အပြင်မှာလည်း makeup look လေးကလုံးဝညက်နေတယ်လို့ကင်မရာထဲမှာဆိုရင်လည်းအရင်ထက်ကိုပို့ပြီးတော့မှုန်ပြီးတော့ညက်နေတာကိုတွေ့ရမှာပါ။တုံးလည်းဒီတလော Burmese Green ရဲ့ Radiant Matte Serum Foundation လေးကိုသုံးပြီးတော့တော်တော်လေးကိုသဘောကျနေရပါသူကတီဆုံနေရာမှာဖြစ်လို့ရှိရဲ့ချွေးပေါက်ကျဲတဲ့ပြဿနာတွေအစီပြန်တဲ့ပြဿနာတွေကိုတော်တော်လေးထိထိရရဖြေရှင်းပေးပါတယ်တုံးချိန်ဆုံးကတော့သူ့တနေကုန်လေးနိုင်အောင်မှာ makeup ကအချိန်ကြာရင်ပြသွားတာတွေကွက်သွားတာတွေလုံးဝမရှိဘဲနဲ့ sunscreen effect လည်းပါပါတယ်အဲ့တော့နီးလောက်ကတော့လည်းအပြည့်အဝ coverage ပေးပါတယ်ရှင်ပြီးလို့ရှိရင်သူက serum effect ပါဖြစ်တဲ့အတွက်ကြောင့်မို့လို့ skin care မလိမ့်ဖြစ်ဘဲနဲ့ဒီ Burmese Green ရဲ့ Radiant Matte Serum Foundation လေးကိုတန်းလိုက်မယ်ဆိုတော့မှတော်တော်လေးကိုအဆင်ပြေပါရဲ့နော်ဒီလိုလေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ချစ်တယ်တတာ